အလောက်မှာအချိန်ပိုဆင်းတဲ့အခါကိုယ့်ရဲ့ဘေးနားကထိုင်ကုန်အလွတ်ကြီးကနေပြီးတော့ကိုယ့်ကိုစိုက်ကြည့်နေသလိုမျိုးခံစားဖို့ပါသလားအထူးသဖြင့်မီးမောင်မောင်မှာတယောက်တည်းကြံခဲ့တဲ့အချိန်မျိုးပေါ့နောက်ဆုံးအချိန်ပိုအပိုင်းတစ်မင်းသူဟာမြို့လေကောင်ကအထက်မြင့်ရုံးခန်းတစ်ခုမှာအလုံးလုံးနေတဲ့လူငယ်တယောက်ပါအလုပ်တွေပုံနေအောင်ကြောင့်ဒီနေ့ညတော့သူတယောက်တည်းအချိန်ပိုဆင်းဖို့ဆုံးဖြတ်လိုက်ပါတယ်ည9 နာရီကျော်လာတဲ့အခါရုံးခန်းတစ်ခုလုံးကတိတ်ဆိတ်ခြောက်ခြားစရာကောင်းလာတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့အနောက်ဘက်ကနေပြီးတော့ဖိုတိုကော်ပီဆက်ကနေဘယ်သူမှမခိုင်းပဲအလိုလိုပွင့်လာပြီးစာရွက်တွေတရွက်ပြီးတရွက်ထပ်လာပါတယ်မင်းသူအန်အောတုံလုံးစာနဲ့အဲ့ဒီစာရွက်တွေကိုတွားကြည့်လိုက်တဲ့အခါစာရွက်ပေါ်မှာဘာမှမရေးထားပဲနဲ့သွေးလိုနီးရဲတဲ့လဝါးကြီးတစ်ခုပဲပါလာပါတယ်သူမျက်စိမားတာပါလို့ကိုအားပေးရင်အလုပ်ပြန်လုပ်ဖို့ပြင်လိုက်ပေမဲ့သူ့ရဲ့ကွန်ပျူတာစကရင်မှာတစုံတစ်ယောက်ကစာရိုက်နေတယ်လို့မျိုးစာသားတွေပေါ်လာပါတယ်မင်းတယောက်တည်းမဟုတ်ဘူးမင်းသူကြောက်လန့်တကြားနဲ့ဘေးဘက်တွေကိုလိုက်ပြီးကြည့်လိုက်ပေမဲ့ဘယ်သူမှမရှိပါဘူးဒါပေမဲ့သူ့ရဲ့ရုံးခန်းတကားမှာတော့အပြင်ဘက်ကနေကတ်ကြည့်နေတဲ့မျက်လုံးမရှိတဲ့ဖြူဖြောဖြောမျက်နှာကြီးတစ်ခုကိုတွေ့လိုက်ရတဲ့အခါသူအော်ဟစ်ပြီးတော့ရုံးခန်းအပြင်ကိုပြေးထွက်ဖို့ကြိုးစားပါတော့တယ်မင်းသူဘယ်လိုဆက်ပြီးဖြစ်မယ်ဆိုတာကိုအပိုင်းနှစ်မှာဆက်လက်နားဆင်ပေးပါအောင်နော်။အောင်းသောနေ့လေးဖြစ်ပါစေရှင်။